အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကတော့ Florian Vest ကိုအရခေါ်ယူနိုင်ခဲ့ခြင်းနဲ့လီဗာပူးရဲ့ရာသီကြိုခြေစွမ်းပွဲတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Florian Vest ကိုစံချိန်တင်အပြောင်းရွှေ့နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့လီဗာပူးအသင်းဟာဂျာမန်လူကွင်းလက်ကစားသမားဖြစ်တဲ့ Florian Vest ကိုအပိုစုငွေအပါအဝင်ယူရိုတန်150နဲ့လီဗာပူးစင်ကနေဝယ်ယူဖို့သဘောတူညီမှုရခဲ့ပြီးပဲဖြစ်ပါတယ်အငွေပမာဏဟာလီဗာပူးအသင်းရဲ့တမိုင်းမှာအကြီးမားဆုံးအပြောင်းရွှေ့တစ်ခုအတွက်စံချိန်တွင်ငွေကြေးသုံးစွဲမှုဖြစ်ခဲ့ပြီးဆလော့အတွက်ဘလောက်အရေးပါတဲ့ခေါ်ယူမှုလဲဆိုတာသက်သေပြနေပါတယ်။ First အနေနဲ့ဒီကနေ့မှာပဲစစ်စစ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီးလီဗာပူးနဲ့9နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ First အနေနဲ့2023-24ရာသီမှာလီဗာပူးစင်အသင်းနဲ့ဘွန်ဒလီဂါချန်ပီယံဖြစ်ခဲ့စဉ်ကအသင်းကိုအဓိကဦးဆောင်ခဲ့တဲ့ First ဟာတွင်းကိုဂိုးဖန်တီးမှုတွေနဲ့အတူသူ့ရဲ့ပါနက်လာတဲ့ကစားဟန်စွမ်းရည်တွေနဲ့အတူဥရောပဘောလုံးလောကရဲ့အာရုံစိုက်မှုကိုရယူထားသူလည်းဖြစ်ပါတယ်။အသက်20အရွယ်မှာဇာသမားတဦးရဲ့ရင်းကျက်မှုထက်ကျော်လွန်နေတဲ့စွမ်းစားရည်တွေကြောင့်ဂျမန်ဘောလုံးရဲ့အကောင်းဆုံးသောအံ့ဖွယ်လက်ဆောင်တစ်ယောက်လို့ကိုချီးကျူးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။လီဗာပူးအတွက်တော့ရခင်ကကော်တင်ဟိုရဲ့အခန်းကဏ္ဍကအပြည့်အဝပြန်လည်ရရှိသွားဖို့ရှိနေပြီလို့ကစားသမားကလောင်ရှင်တွေကထောက်ပြညွှန်ဆိုနေကြပြီးဖက်ရဲ့အခန်းကဏ္ဍဟာအလွန်အရေးပါလာမှာပဲဖြစ်ပါတယ်။လီဗာပူးတို့အနေနဲ့ဘွန်ဒလီဂါရဲ့အကောင်းဆုံးတွဲဖက်လို့တင်စားလို့ရတဲ့ဖလင်ပေါင်နဲ့ဘတ်အတွဲကိုအရခေါ်ယူနိုင်ခဲ့ပြီးတကယ်ကိုထူးခြားတဲ့အပြောင်းရွှေ့တွေကိုစတင်နေပြီဖြစ်ပါတယ်။ဒီနေ့အပြောင်းရွှေ့ဟာလီဗာပူးပရိသတ်တွေအတက်တော့အံ့ဩမင်သက်မှုအပြည့်နဲ့ကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရာသီကြိုခြေစွမ်းပွဲစဉ်အပိတ်ကိုဘီဘာအိုနဲ့အဆုံးသတ်မဲ့လီဗာပူးအသင်းအနေနဲ့ဆလော့ရဲ့ဒုတိယရာသီခြေလှမ်းတွေအတွက်ပြင်ဆင်မှုအဖြစ်စပိန်ကလပ်အက်တလက်တစ်ကလပ်ဘီဘာအိုနဲ့ရာသီကြိုခြေစွမ်းပွဲကိုဩဂုတ်လ4ရက်နေ့အန်ဖီမှာအပီးတက်နောက်ဆုံးပွဲဖြစ်ကစားသွားမှာလည်းဖြစ်ပါတယ်။အခြားပွဲစဉ်တွေကတော့အာရှခီးစဉ်တွေတွင်ဇူလိုင်26ဟောင်ကောင်မှာ AC မီလန်နဲ့ချစ်ကြည်ရေးပွဲအပြင်ဇူလိုင်30ဂျပန်မှာတော့ G1 League အသင်းရိုကိုဟာမာနဲ့ကစားမှာဖြစ်ပါတယ်။ဆလော့အတွက်ပထမဆုံးရာသီကြိုခြေစမ်းပွဲကတော့ဇူလိုင်23မှာ Preston North နဲ့ကစားသွားမှာပဲဖြစ်ပါတယ်ရှင်။ကဲဒီကနေ့အတွက်သတင်းကြောင်းရာလေးတွေကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လီဗာပူးသတင်းဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။